god, lucky. A sausage. Oh my god, I want to try this. Oh my god. Hi guys, it's me Nui and welcome back to my vlog. So ဒီတစ်ခါ vlog က Nui ပြီးခဲ့တဲ့ဘက်ကမန်လေးသွားပြီးတော့ဘာတွေလုပ်ခဲ့လဲဆိုတာနဲ့ပတ်သက်ပြီးတော့ vlog လေးလုပ်ထားတာဖြစ်ပါတယ်ဆိုတော့စုံနေကြည့်ပေးပါအောင် Bảo này nó thành em rồi, cái này lại rồi. ညဘက်ကြီးကားဆိုင်တာဆိုတော့နောက်နေ့မနေ့ကျတော့အကုန်လုံးပင်ပန်းတာနဲ့နောက်ကျမှထားပြီးတော့မနေ့စာမီဒီယာနဲ့မနေ့စာသွားစားတယ်ပြီးဒီအနီးနားရှောက်ကြည့်ပါတော့ဒါတော့ Central Point မှာပါလမ်းလျှောက်ထွက်နေကြတာပါမျိုးရော ဟိုစီပြင်းနေဆိုမှအဲ့လောက်ကြီးမဟုတ်တိုင်းမသိတာငါလည်းနှာခေါင်းလေးပြောင်းနေ အစီပြန်လား မပြောင်းဘူး မန်လေးကတော့အစီပြန်တယ်ခံပါကြတယ်ပြန်ခံပါရမိလာမယ်ငါအစီကလန်းလေးပိတ်ကုန်ဟုတ်ကဲ့နေရေးဟုတ်ကဲ့ ကြာကတော့နေတို့ဟက်တုံဖွဲထဲမှာပါတယ်ညီမလေးတယောက်ရဲ့အိမ်ကထမင်းစားဖိတ်လို့နေ့လေနေတို့အလေသွားကြတာပေါ့နော်အိမ်ထဲမှာစကားပါညာပြော project နဲ့ပတ်သက်ပြီးတော့ဟိုဆွေးနွေးဒီဆွေးနွေးလို့နေဗီဒီယိုလေးတစ်ဖြက်ရိုက်ထားတာပါ ချက်ပြောပါ ဟုတ်တယ်စပရီမီလို့ပါလို့ဆိုတယ် ဘာလဲသူဘာလဲလိုက်က စပရီမီ CPIM လေး စပါမီလို့လည်းထွက်တယ် ဘယ်လိုစူပါမီလို့ဘယ်သူထွက်သေးရ စပါမီလို့လည်းထွက်တယ်ရေး ဟောစူပါမီ PRE လေးပြီးရအောင်လို့တာ ဟုတ်လားအစီပီရအောင်လား အဲ့ဒီ PP ကျွေးသမျှရှာသမျှအကုန်စားပေးရတယ်ပေါ့နော်တော့ skin ကောင်းလို့စူတီတီတွေပဲနှွေးရအရာစားတယ်ပေါ့နော်ကျန်တဲ့နှစ်ယောက်ကတော့လက်ဖက်စုပ်ကြိုက်တယ်လက်ဖက်စုပ်အရာစားနေပါတယ်အဲ့ဒါပြီး skin ပေါ့နော်နှွေးစိတ်ညစ်နေတာဘာလို့လဲဆိုတော့မလေးရာသူတို့အရန်ပူတယ်ရန်ပူပြီးနှွေး skin barrier တော်တော်ကိုလုံးဝကိုပျက်စီးနေတယ်လို့ခံစားရတယ်အဲ့ဒါပြီးနေလေးစားတယ်ပေါ့နေလေးစားလဲကလေးလေးအိမ်ကကျွေးတာပေါ့နော်ရသမျှအကုန်စားတယ်အစားဆုံးတော့တပိုင်ဖြူနေချင်းပေါ့နော်ဒီဘက်မှာလည်း test ပြီးတော့တွဲတဲ့တယောက်ရှိပါတယ်မကြီးဆိုးပေါ့နော်အပြောလို့ပြောမို့ဒီထဲမှာသူတို့ရဲ့ skin ကအရန်ကိုလေ glow ဖြစ်နေကျမကလွယ်ရင်ပေါ့နော်အရန်စားလို့ကောင်းတယ်လုံးဝကိုအိမ်ရှက်လက်ရအတိုင်းပဲနွေးဒီလိုမျိုးထမင်းစားလို့ရှင်အိမ်ကိုအရန်တရိရတယ်ပေါ့နော်ဘာလို့ဆိုတော့လုံးဝမိမိလက်ရနီးပါးကိုစားလို့ကောင်းနေရဆိုတော့အဲ့တော့ဒီမှာလေးထပ်ပြီးတော့တွဲလိုက်ပါသေးတယ်။ဒါပြီးတော့လည်းနှွေးတို့ထပ်ပြီးတီးနဲ့အခန်းသေးပေါ့နော်။အဲ့ဒါလည်းအရာစားတယ်။မလေးရောက်ခိုင်းနှွေးတို့ဖွဲရဲ့ favorite ဖြစ်တဲ့မမိုးရိုဝင်ပြီးတော့ try ကြည့်တယ်ပေါ့နော်။ဆိုးပါဘူးလုံးဝနေပြီးတော့က taste လိုမျိုးပဲအရင်မိုက်တယ်။ဒီကမမိုးရိုကနှွေး7 out of 10ပေးတယ်။ဒီလိုနှွေးတို့ပတ်သွားထားပြီးတော့အိမ်ပြန်သေးဘူး။ဘာသွားလို့လဲဆိုတော့ဒီရှင်းနဲ့သွားတွေ့ရင်ဒီရှင်းကမုံလိုက်ကျွေးရနဲ့ ocean ခဏဝင်ပြီးတော့ကိတ်မုတ်စားတယ်ဒီရှယ်တို့ကြိုက်တာစားလို့ပြောပါတော့နွေးကတော့ဒိုနက်လီနဲ့ပါရတီတောက်တယ်ကျန်တဲ့တွေတော့သူတို့ဘာရွေးရခံနေလဲတော့မသိဘူးပတ်လျှောက်ပတ်သွားနေအဲ့ချိန်မှာနွေးရတော့မုံအရာရွေးပြီးတော့နေရာယူနေပါပြီဒါချင်း ငါနွမ်းနေလို့ခံစား ဘလို့နွမ်းနေလို့ခံစားရ တော့လည်းရွာနေဒီလိုကျရဲ့င်းကျင်းဘလို့ခံစားနေရလဲတဲ့အခုလားဟုတ်တယ်အတန်းလေးရလို့အတန်းလေးတယောက်ခံစားချက်လေးမှာဟောအိုက်ဖုန်းနံပါတ်ဟုတ်တယ်ချိန်မှာထားခဲ့ရလဲမလားချိန်မှာလားမုံကိုမတူတာမှားစားမှာတောင်းရင်လည်းပြန်ပြီးတော့ကိုမုံတို့မုံပြန်ပြီး sharing လုပ်ကြရဲနွေတို့အဖွဲ့ပဲဖြစ်ပါတယ်ဒီညရောက်တော့ညစာစားဖို့အတွက် Coco Store ကနေပြီးတော့လိုရာလေးတွေသွားဝယ်တယ်ကန်ကောင်းကပါလဲဆိုတော့မိတို့တဲတဲ့နေရာနာမှာ stores ဒီ convenience store ပေါ့နော် Coco Store ရှိနေတာတခုပါပဲ Coco လား Coco လားတော့မျိုးတို့ Coco လို့ပဲခေါ်လိုက်တယ် Wait, it's the door. Oh my god. Oh my god, look at this. This is kind of spicy. Yes. something like Sounds so spicy. oh, it is so delicious she's spicy Yes. Oh my god, I want to try this. ဒီလက်ထဲမှာကင်ထားတဲ့ဟာတွေတကယ်တမ်းဝေလာခဲ့လားဆိုတော့မဝေခဲ့ဘူးဒီလိုပဲရှောက်ပြီးတော့ဟိုကင်ကြီးတရားကင်ကြီးရွေးရခန့်တာပေါ့နော်အဲ့ရှင်မှာနွေရဲ့ favorite ဖြစ်တဲ့ငရုတ်ကြီးစင်ငပိချက်ကိုနွေအရာယူထားလိုက်ပါတယ်ဘာလို့လဲဆိုတော့အဲ့ဟင်းစလုံးကြီးဟင်းနေတယ်မှာနွေကြိုက်ဆောင်အဲ့ဒါပဲ Yes. It's not
ညဘက်တွေနှွေးတို့အတွက်အဆင်ပြေပြီးတော့တင့်တော်တဲ့နေရာဆိုလို့ဒီဆိုင်ပဲရှိရပေါ့နော်အားနေဒီဆိုင်နဲ့လာတယ်မုံလာစားတယ်စကားထိုင်ပြောတယ် project လုပ်တယ်ပြီးပြန်သွားတယ်ပို့ရင်ဒီဆိုင်ပြန်လာတယ်မုံလာစားတဲ့နေ့ပေါ့နော်ဒီမန်လေးမှာရှိတဲ့ကာလာတစ်ခြားလုံးမျိုးဒီဆိုင်မှာပဲအချိန်ဖြုံးနေတာများတယ်ဆိုင်ဝင်တဲ့နေလည်းမျိုးတို့သိနေလောက်ပေါ့နော်ဒါကတော့ဈေးနှုန်းကိုမှားဖက်ပြီးတော့အရာဝယ်ဖို့စဉ်းစားနေတဲ့အဖွဲပေါ့နော် Oh my god, let's go. Let's you have that cardamom. Leave it, put it back there. We don't need that. What? Then they are not healthy. Let's go. You can have it then. Okay. So. တချို့ Chinese food တွေကတိတ်ပြီးတော့ healthy မဖြစ်ဘူးလို့တွေးမိပြီးတော့တစ်ဖွဲလုံးဆိုင်ထဲကနေပြန်ထွက် Pasama. မင်းတော့ ဘယ်သူတော့မ ဘာဝယ်မှာလဲတင်တယ် Let's အခုဆိုင်ထဲကိုတစ်ခါပြန်ဝင်ပြန်มาပြီစောနာအထုပ်ကိုပြန်တော့ဝယ်မလို့ပါအဲ့ဒါနဲ့တွေတို့အချိန်ကြီးကြာတာပေါ့နော်ညစာလည်းကောင်းကောင်းမစားသေးဘူးတစ်ဖွဲလုံးဗယန်းပရာနဲ့ဝင်လိုက်ထွက်လိုက်ဟိုဝိုင်ဝယ်ရမလို့ဒီဟာဝယ်ရမလို့ ਨੇ တပိုင်ပြူသူဘာသွားလုပ်တယ်ဆိုတော့စောနာအထုပ်စီသူပြန်သွားနေရပါ မုံတုတ်လေးဟာအောင်မြင်စွာနဲ့ကောင်တာပေါ်ရောက်ပြီးနောက်မှာပဲပြန်ပြီးတော့သူ့ရဲ့ section ကိုပြန်သွားထားရပဲဘာလို့လဲဆိုတော့ price တက်တာမှားနေလို့ပါ စစ်တဲ့ပုံစံမျိုးအလေးသားရမရှိပါသူ့ကိုပြီးကိစ္စတွေ ဒီနေ့တော့အမရပရာ icon မှာသွားပြီးတော့ဒီ hackathon မှာပါမယ် team တွေအကုန်လုံးသွားပြီးတော့စုပြီးတော့ကိုအဖွဲ့အစည်းကြီးပေါ့နော် project နဲ့ပတ်သက်ပြီးတော့ discuss လုပ်ရပါတယ်အဲ့ချိန်မှာသူရှင်တွေလေးရဲ့ energy ဟာဆိုရင်ဖြင့် ကို plus တွေပဲလေ ဟိုဘက်ကခံလေငါတို့အိုးမေတို့ဟိုဘက်ကခံ discussion ပြီးလို့9နာရီနှွေးတို့အကုန်လုံးကိုတဲခိုတဲ့တီတီကိုပြန်ရတယ်ပေါ့နော်အဲ့ချိန်မှာတော့နှွေးအသက်ကြွဆုံးပါဘလို့ဆိုတော့နှွေးခုံမှနှွေးမရှိတော့ပါဘူးရှင်းရှင်းတစ်ခနဲ့ပျောက်သွားပါပြီ။ဘွားရဲ့အပြိုဆုံးရှင်နေတဲ့တစ်ခုကတော့အလုံးလုံးနေရနေထားပြီးတော့အိမ်ပြန်ဖို့ပြင်ဆင်ရတဲ့အချိန်ပါပဲပေါ့နော်ဒါကတော့နှွေးမမဟုတ်ပဲနဲ့အကုန်လုံးအလိုခံစားဖူးကြမထင်ပါတယ် Oh. ခုက သူကပြန်တော့မှာဖြစ်ပါ ခုကပြန်တော့မှဖြစ်ပါတယ်ဖုန်းနေမင်းနေအောင်မယ်ငါဖုန်းကင် အရှင်မို့လို့ဖြစ်နေတဲ့မကြီးဆိုလဲခုတော့အရန်မျိုးတက်ကြွတဲ့ချက်ဖာကြီးဖြစ်နေပါပြီ။အဲလေးမှာနှွေးကြိုက်ဆုံးကတော့ဒီနေရာပေါ့နော်။မရဘရာ icon ပေါ့နော်။လုံးဝ favorite ဘာလို့လဲဆိုတော့သူကလေဆရာတွေဒီ campus ကြီးထဲမှာလေဆရာတွေအရန်များတယ်။ဒါပေမဲ့နှွေးတို့အချိန်သိမ့်မရဘူးပေါ့နော်။ဒါကနောက်တစ်နေ့မနက်နောက်ရက်ပေါ့နော်။နောက်ရက်ပြန်ပြီးတော့ဒီ campus တဲပြန်လာပြီးတော့နှွေးတို့ project အတွက်တကယ်အရေးကြီးတဲ့အနေပေါ့နော်။အဲ့ရှိမှာအစောပိုင်းလေးတပုံလေးတစ်ဖြက်ဗီဒီယိုလေးတစ်ဖြက်ရိုက်ပြီးတော့ဟိုနာဒီနာနည်းနည်းရှောက်ကြည့်ပြီးတော့နည်းနည်းရှုရင်းပါညာလိုက်ကြည့်ရယ်ဒါကတော့မျိုးတို့ပွဲမစခင် presentation လက်စသက်တာမပြီးသေးလို့အကုန်လုံးပြများနေရရှင်ပေါ့နော်ရတဲ့လောက်လဲဗီဒီယိုကရိုက်သေးရယ်ဒါတော့တပိုင်ဖြူသူကိုယ်တိုင်စိတ်တိုင်းကြာလို့လိုက်ကူဝေးရပါ Okay. တက်စီချက်လို့ကြည့်ပါရှင်။ slide 3ရရောအတန် မျိုးတို့ရဲ့ team name က iconic ဖြစ်တယ်ပြီးတော့ဒီမန္တလေးမှာမျိုးတို့ကရန်ကုန်နဲ့တိုက်ရိုက် Zoom ကနေပြီးတော့ presentation ပေးရတာပေါ့နော်ဒီ MTY က team တွေအကုန်လုံးဘာလို့လဲဆိုတော့တကယ်တမ်းပွဲကျင်းပတဲ့နေရာကရန်ကုန်မှာလည်းဖြစ်တယ်ပြီးဒီနည်းနည်းတစ်ခါလေး Zoom issue လေးတွေတက်တယ်မျိုးတို့ပွဲ presentation ပေးရမယ်အလှည့်မှာ mic ကအလုံးမလုပ်ဘူးအတမ်းကြားရောက်ဖြစ်သွားတာပေါ့နော်အဲ့ဒီမှာ testing လုပ်နေတာနည်းနည်းလေးအချိန်ကြာသွားတယ် presentation ကိုတပိုင်ပြိုးတယောက်တည်းပဲ9မိနစ်စာတိုင်ခံပြောသွားတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီသတ်မှတ်ထားတဲ့9မိနစ်အတွင်းမှာဒီမျိုးတို့လုပ်ထားတဲ့ project နဲ့ပတ်သက်တဲ့ detail အကြောင်းအရာအကုန်လုံးဝင်အောင်ပြောစမှာဖြစ်လို့ကြောင့်မလို့ဒီသူ့ကိုပဲမျိုးတို့ပြီးပြောတယ်မိုက်ကတော့အလုံးမလုပ်တာဖြစ်လို့ကြောင့်ဒီတိုင်းပဲပင်ကိုတန်နေပဲဘက်ကမကြားကြအောင်ပြောရတယ်ပေါ့ကြားပါလားခင်ဗျာ That was the most important moment, right? And the winner is Iconic Mandalay. တို့က Zoom ကနေဒီဘက် MTY team က Zoom ကနေ join ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ Zoom ကနေပဲစုကြည်ညာပေးတာပေါ့နော်first prize ရတဲ့အချိန်မှာထင်တော့မထင်တာဘူး first prize ရမယ်လို့ပေါ့နော်
ဒါပေမဲ့ຫນွေတို့ဒီ iconic team ကပြမရသွားတယ်ဒါကတခြားဒီ MD1 က team ပေါ့နော် team တွေပေါ့နော်နောက်ဆုံးမတရားတပုံဆူရိုက်ကြတဲ့အချိန်မှာတော့ကော်လီယူထားတာပါအကုန်လုံးတော်ကြပါတယ်သူတို့ idea တွေလုံးဝကျန်တဲ့တယောက်ကမတူကြဘူးပေါ့နော်ပြီးတော့လူငယ်တွေဖြစ်တာလည်းတကြောင်ဆိုတော့ကိုထက်စီနီယာတွေလည်းပါတယ်သူတို့ရဲ့ presentation skill တွေလည်းအရင်ကောင်းတယ် ပါတယ်ရှင် ဒီသမားဆောင်ရင်လည်းပွဲရနေပြန်ဒီဘက်ဒီကားစီးလို့ရတဲ့နေရာလေးမှာခဏလာနာကြတယ်လက်စားတွေသူတို့ဝင်နာလေးတွေရဲ့စကားတောင်းတာထောင်ကြည့်အောင် ပိုင်ဖြိုအရင် ကျွန်တော်ပြောပါတယ်စူးစမ်းမှုရထင်တယ်လို့လည်းခံစားလိုက်ရတယ် Okay နောက်ထပ်လို့ဆရာရှိတဲ့လုပ်တွေအတွက် motivation တွေရတော့ပါတယ် Okay next I am really delighted to be here because of our first prize. Okay next ဂျင်ဂျင် Oh, I'm so excited about it. But when nominating the group, I feel Yes. like we don't get the winner. Okay But it's good that we get the winner. guys good job လာချုံမဲ့သူမလာခင်ကားခဏပတ်စီးတယ်ပေါ့နော်တချို့လည်းဒီနေရာမှာ sunset photo လေးရိုက်ကြတယ်။လူရတော့ IT ကားကိုအရင်ရက်တွေကစီးကျင်နေရပေါ့နော်သူများကြီးစီးရမြင်ကြရဒါပေမဲ့ကွယ်နွေးရဲ့ကားပေါ့စကိုရတရှင်အတန်မထွက်ဘူးဘာလို့ဆိုဒီကားတွေမှာသူတို့တရှင်တန်လေးတွေပါတယ်ပေါ့နော်ဒီလိုကားပတ်စီးနေတဲ့အချိန်မှာတယောက်ကိုဒီ10မိနစ်စာစီးဝင်အရှင်ရတယ်ပေါ့နော်ကားစီးကားတော့3000အိုက်ကနေပြီးတော့လာချုံမဲ့သူလာခေါ်တော့အိမ်တန်းပြန်လာဆိုမပြန်သေးဘူးဘယ်ကိုပို့ခိုင်းလဲဆိုတော့တီရှပ်စီပို့ခိုင်းတယ်နော်ဘာလို့လဲဆိုစုရတာတော့ကြောက်မလို့ပါမျိုးတို့တီရှပ်တိုက်ခန်းရှင်မှာတီရှပ်ကိုစောင့်နေရင်ဒီကလေးနှစ်ယောက်နဲ့တွေ့ရပေါ့နော်အရန်တွေကိုလေးလူအရန်ခင်တာပါ Hey, that thing is it. နောက်ရချော်တော့ပြန်ပြီးပေါ့နော်နေပြီးတော့ပြန်ပါပြီဆိုတော့ဒါຫນွေမန်လေးတော့ပြီးတော့ဗားလေးလောက်ခဲ့လေဆိုတာကိုရိုက်ထားတဲ့ vlog လေးပဲဖြစ်ပါတယ်အားလုံးပဲဆုံးဖြတ်ကြည့်ပြီးလို့ကျေးဇူးများကြီးတင်ပါတယ်ရှင် Thank you so much guys and see you in my next vlog